ထိုင်းနိုင်ငံမှာတော့ဒီလိုစမ်းသစ်တီထွင်ထားတဲ့အလိုလျောက်မီးသက်ဘောလုံးတွေကိုထူးခြားတဲ့ရည်ရွယ်ချက်နဲ့တီထွင်ဖန်တီးခဲ့တာပဲဖြစ်ပါတယ်။ဒီအလိုလျောက်မီးသက်ဘောလုံးတွေဟာအရန်ကုန်မှလည်းအသုံးပြုရတာလွယ်ကူရိုးရှင်းလာပါတယ်။မီးသက်ချင်တဲ့မီးတွေကိုဒီမီးသက်ဘောလုံးတွေကိုပြစ်ထည့်လိုက်ရုံနဲ့အလွယ်တကူမီးငြိမ့်သက်လို့ရပါတယ်။ဒီမီးသက်ဘောလုံးဟာအစိတ်တောင်မရှိတဲ့မီးသက်ဆေးတွေအများကြီးကိုထုတ်လုပ်ပေးနိုင်ပါတယ်။ဒီမီးသက်ဘောလုံးဟာသူ့ရဲ့အလုပ်လုပ်နိုင်တဲ့ဧရိယာ3 ကုဗမီတာအချင်းဝတ်တင်မှာရှိတဲ့မီးတွေကိုအလိုလျောက်ညှိသက်ပေးနိုင်ပါတယ်။သူဟာမီးတွေကိုပြစ်ချိတ်ပြီးတော့3 စက္ကန့်အတွင်းမှာပဲအလွယ်တကူညှိသက်ပေးမှာပဲဖြစ်ပါတယ်။ဒီမီးသက်ဘောလုံးတွေဟာမီးနဲ့အရန်နီးကက်လွန်သောအခြေအနေတွေမှာအန်ဒီငယ်ကင်းနဲ့ဒါမှမဟုတ်မီးအရန်မများအောင်မီးကိုထိန်းဖို့အတွက်အမြန်လှုပ်ဆောင်ရန်လိုအပ်တဲ့အခြေအနေတွေမှာပို့ပြီးတော့အသုံးဝင်တာပဲဖြစ်ပါတယ်ရှင်။ဒီလိုလျောက်မီးသက်ဘောလုံးတွေကိုတော့လူနေအိမ်များရုံးခန်းများစက်ရုံများနဲ့မော်တော်ယာဉ်တွေမှာပို့ပြီးတော့အသုံးများကြတာလေးဖြစ်ပါတယ်။ဟုတ်ကဲ့ပါကျမတို့ရဲ့ channel လေးကနေပြီးတော့အခုလိုမျိုးစိတ်ဝင်စားစရာနဲ့ဘ ഹു တုတရစေမယ့်အကြောင်းအရာတွေကိုပရိသတ်ကြီးတို့တင်ဆက်ပေးနေရပဲဖြစ်ပါတယ်ရှင်။နောက်နေ့တွေမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေနဲ့တူပြန်လာခဲ့အောင်မယ်နော်။